အရေးကြီးသွေးနည်းတယ်ဆိုတာငလင်ဘေးမှာပါဝင်ပြသလိုက်တဲ့နိုင်ငံကျော်မြန်မာဖိုက်တာများပြည်သူများလုံးမမိလာများ24 Sport ကနေပြန်လည်ကြိုးလိုက်ပါတယ်2025ခုနှစ်ငလင်ကမြန်မာနိုင်ငံသမိုင်းရဲ့အဆိုအဆုံးငလင်မှာပင်28ရက်နေ့ကတိုက်ခိုက်ခဲ့တဲ့9.9 Richard ပြင်းအားရှိတဲ့ငလင်ကြီးပြီးတဲ့နောက်ဆက်တွဲငလင်တွေဟာတပတ်ကြာအထိတိုင်ဆက်လက်လှုပ်ခတ်နေစေဖြစ်ပါတယ်နိုင်ငံတော်ကပညာရှင်တွေကတော့မြန်မာငလင်ဟာအနုမြူဘုံပေါင်းရာချီဖောက်ခွဲထားတာတက်တောင်စိုးကြောင်းသုံးသက်ကြပါတယ်ငလင်နံကြောင့်ယဉ်ကျေးမှုတမိုင်းဝင်အစာအုပ်များစွာလည်းပြိုကျပျက်စီးခဲ့ပါတယ်။နှစ်ပေါင်းရာချီရှိပြီဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်ဘုရားစီတီတွေခရစ်ယာန်ဘာသာဝင်တို့ရဲ့200ချီတက်တန်းရှိအဖိုးတန်ဘုရားကျောင်းတွေအစ္စလာမ်ဘာသာဝင်တို့ရဲ့တက်တန်းရာကျော်ယဉ်ကျေးမှုမြင့်မားတဲ့ဗလီတွေများစွာပြိုကျခဲ့ပါတယ်။နိုင်ငံလူမျိုးတစ်မျိုးရဲ့တန်ဖိုးဟာသူတို့ရဲ့ယဉ်ကျေးမှုတွေဖြစ်တဲ့အတွက်ဒီဆုံးရှုံးမှုတွေဟာအင်မတန်မှဝမ်းနည်းစရာကောင်းပါတယ်။အိုးရင်တိုက်တာများစွာပြိုကျခဲ့ကြပြီးစီးတဲ့ဥစ္စာတွေအပြင်ပုံဖိုးတန်တဲ့အသက်ဆုံးရှုံးမှုတွေလည်းများစွာရှိခဲ့ပါတယ်။နိုင်ငံပေါင်းများစွာကလည်းမြန်မာနိုင်ငံစီကယ်ဆယ်ရေးတွေဆေးလို့ပြီးငလင်ထန်သင့်ဒုက္ခသည်တွေကိုကူညီပေးစေခဲ့ပါတယ်။မြန်မာငလင်အတွက်နိုင်ငံကနေပြီးလိုအပ်တဲ့အသုံးဆောင်ပစ္စည်းနဲ့ငွေကြေးလှူဒါန်းမှုတွေကိုလည်းများစွာပြုလုပ်ခဲ့ပါတယ်။ဒီငွေကြေးဥစ္စာတွေအားလုံးကိုလိုအပ်နေတဲ့ပြည်သူတွေလက်ထဲထိုင်ရရောက်ဖို့ရလည်းမျှော်လင့်မိပါတယ်။အခုလိုကတ်ဆိုးကြီးဖြစ်နေခြင်းကမ္ဘာမီးလောင်သားကောင်ချတဲ့တောမီးလောင်တောကြောင်လက်ခမောင်းခတ်တွေကိုလည်းများစွာမြင်တွေ့ကြရပြန်ပါတယ်။ရန်သူမျိုး၅ပါးကိုတပြိုင်နက်တည်းရင်ဆိုင်နေရတဲ့အထိမြန်မာပြည်သူတွေကိုလောကကြီးကနှိမ့်ဆက်နိုင်လို့ပါတယ်ငါတို့မှငါတို့ပဲရှိရဆိုတဲ့စကားတိုင်းပြည်သူတွေဟာအချင်းချင်းတိုင်ပင်ယူကူညီပြီးတော့အချင်းချင်းတက်နိုင်သမျှကူညီပေးနေကြပါတယ်အစိုးရများနေတဲ့လောကရဲ့အကောင်းလေးတွေများစွာကျန်နေသေးတာကိုတွေ့ရတာဝမ်းသာမိပါတယ်ငလင်တန်သင့်ဒေသတွေဖြစ်တဲ့မန္တလေးအမရပူရစကိုင်းနေပြီးတော့ပြည်မနာအစရှိတဲ့ဘက်တွေကိုနိုင်ငံတဝန်းကနေပြီးငွေအားညာနာအားကာယအားနဲ့တက်နိုင်သမျှကူညီနေကြပါတယ်မြန်မာရဲ့နိုင်ငံကျော်ဖိုက်တာကြီး၃ဦးကလည်းငလင်ဘေးအတွက်ကိုနီးကိုဟန်နဲ့ပါဝင်နေကြပါတယ်ထွန်းလုံးမင်းကတော့ Pride Fighter ကြီးပဲဖြစ်ပါတယ်မြန်မာလက်ဝဲမှာရုံအရှံဆုံးဖိုက်တာဖြစ်တဲ့ထွန်းလုံးမင်းဟာပရိသတ်အများဆုံးဖိုက်တာတွေကဒူးလည်းဖြစ်ပါတယ်ဒါကသူ့ရဲ့ပရိသတ်တွေအတွက်ပေးဆက်တက်တဲ့စိတ်ထားကြောင့်ဖြစ်မှာပါထွန်းလုံးမင်းဟာဂျိုးဝိုင်းထဲမှာနေမကဂျိုးဝိုင်းပြင်ပမှာလည်းပရိသတ်တွေအတွက်ပေးဆက်သူဖြစ်ပါတယ်2024ရေဘေးတုန်းကလည်းထွန်းလုံးမင်းဟာသူ့ရဲ့ချန်ပီယံကပတ်ကြီးကိုလေလံတင်ရောင်းချပြီးဒုက္ခရောက်သူတွေကိုကူညီခဲ့တာပါထွန်းလုံးမင်းရဲ့အဆိုပါလေလံတင်ရောင်းချမှုဟာမြန်မာဖိုက်တာတွေကိုလွှမ်းမိုးမှုရှိခဲ့ပြီးသူတို့ရဲ့အမှတ်ရပစ္စည်းတွေကိုလေလံတင်လှူဒန်းတဲ့ဖိုက်တာတွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်အခုငလင်ဘေးမှာလည်းထွန်းလုံးမင်းဟာအားကျုံမှန်တက်မြေပြင်မှာကိုယ်တိုင်ဆင်းလှူဒန်းမှုတွေပြုလုပ်နေတာပါအမရပူရငလင်ဘေးအတွက်ထွန်းလုံးမင်းဟာသူအလူခံရရှိထားတဲ့ကျန်းငွေ300ကိုတွားရောက်လှူဒန်းခဲ့ပါတယ်ထွန်းလုံးမင်းကတော့မြန်မာလက်ဝဲလောကရဲ့ Pride Fighter ကြီးဖြစ်လို့လူငယ် Fighter တွေအတွက်အတူယူစရာလည်းဖြစ်ပါတယ်မွန်မီနယ်ပွားကြီးနေတဲ့ကိုစွမ်းသမျှလိုက်ကူညီနေတာဖြစ်ပါတယ် US မှာကစားနေတဲ့တူဦးတဲ့သောမြန်မာဖွာချင်းတိုင်းသားလေးဂျိုရှူဝါဘန်ကလည်းမွေးရမေကိုမမေ့ပါဘူးဗန်အနေနဲ့အဝေးကနေပါဝင်နိုင်သမျှတအားသဖြင့်ပါဝင်နေတာဖြစ်ပါတယ်ဗန်မြန်မာပြည်မှာငလင်စားပြည့်ချိန်ကလေးကစပီအောက်လုပ်ခဲ့သူပါချက်ချင်းပဲငလင်ဘေးတင်ပြည်သူတွေအတွက်လည်းကြက်သိန်း100လှူဒန်းခဲ့ပါတယ်ဗန်ဟာငလင်ဘေးအတွက်ကိုရိုင်းလှူဒန်းခဲ့ရုံနဲ့မကသူ့ရဲ့ပုံရင်းကိုအသုံးချပြီးငလင်ဘေးအတွက်ရန်ပုံငွေလည်းကောက်ခဲ့ပါတယ်လူခဲ့တဲ့ရက်တွေအထိကတော့ရီမန်းထားတဲ့ပမာဏကိုပြည့်မီခဲ့ပြီးယနေ့မှာတော့ကောက်ခံခြင်းကိုပိတ်သိမ်းမှာဖြစ်ပါတယ်ငလင်အတွက်ဗန်အနေနဲ့ဒေါ်လာ1000ခန်းကူညီနိုင်မှာဖြစ်ပါတယ်မြန်မာအားကစားလောကရဲ့အထင်ကြီးအရှိဆုံးကချင်ဖိုက်တာကြီးအောင်လာအန်ဆန်းကလည်းငလင်အတွက်ပါဝင်အားဖြည့်မှုပြုလုပ်ခဲ့ပါတယ်အောင်လာအန်ဆန်းဟာအလိန်နာဂါလီနဲ့ပွဲကိုအနိုင်ရရှိခဲ့စဉ်ကဝစ်ဆင်ခဲ့တဲ့လက်အိတ်ကိုလေလံတင်ခဲ့တာဖြစ်ပါတယ်။အောင်လာကအဆိုပါလက်အိတ်ကိုကျန်းကင်းစေးမြန်မာငွေ300ဒါမှမဟုတ်အမေရိကန်ဒေါ်လာ6500စီသတ်မှတ်ခဲ့တာဖြစ်ပြီးလာမယ့်ဧပြီလ6ရက်နေ့အထိလေလံဆွဲလို့ရအောင်ပါပါ။အောင်လာကတခြားသောသူတွေကိုလည်းငလင်ဘေးမှာပါဝင်ကြဖို့တိုက်တွန်းထားပါသေးတယ်။အောင်လာတင်ထားတဲ့စာလေးကတော့ဗီဒီယိုထဲမှာပါတဲ့အတိုင်းပဲဖြစ်ပါတယ်။အောင်လာအနေနဲ့ဘာလို့ဒီလက်အိတ်ကိုအခုလိုမျိုးလှူဒန်းခဲ့လဲဆိုတာကိုရှင်းပြခဲ့တာပဲဖြစ်ပါတယ်။ငလင်ဟာလူသားတွေအတွက်အကြောက်စရာကောင်းဆုံးသဘာဝဘေးတန်နေဖြစ်ပါတယ်။ကြိုတင်လည်းခမန်းစားလို့မရနိုင်တာကြောင့်ထိချက်ပိုပြင်းပါတယ်။အောင်လာကကိုထက်ခေါ်အားပိုကြီးတဲ့ပြိုင်ဘက်ကိုအကောင်းဆုံးကျော်လွှားနိုင်အောင်သူ့ရဲ့အတန်းစကားဝိုင်းထဲကဥပပါတဲ့အကြံဉာဏ်ပေးခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေလည်းဘေးအန္တရာယ်အပေါင်းကင်းဝေးပါစေခင်ဗျာ။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလေးတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုံလိုက်ရပါတယ်ခင်ဗျာ။